我想有个家，一个不需要多大的地方。受伤后可以回家。ထိုးစံတိုင်းစန်နေရောက်လာပြီဆိုတော့လာရှိလို့အမြင်နဲ့စန်နေမှာပေါ့နော်အမြင်နဲ့ဗီဒီယိုလေးတစ်ပိုးလောက်ပေးဆက်ပေးနေရနော်ဆိုတော့ဒီနေ့မှာကတော့ရေးချထားတဲ့ဗီဒီယိုကအကိုလောကတချို့တွေလာပြီးတော့မှလာရှိဒီဗီဒီယိုလေးကိုလုပ်ပေးပါတချင်းတွေလုပ်ပေးပါဆိုပြီးတော့လာရှိကိုဒီမှာပေါ့နော်ရေးပြီးတော့ပြောတဲ့အတွက်ကြောင့်မလို့လာရှိဒီချင်းတွေရေးချက်ပေးထားတယ်ဒီချင်းလေးကတော့ဒီချင်းလေးဟုတ်တယ်ဒီချင်းလေးကကျတော့အရင်တော့ခြေတော့အရန်တော့မကြည့်တဲ့ချင်းလေးအခုလာရှိပြောတာနည်းနည်းရှိသွားတယ်ဆိုရင်လေ3မိနစ်လေးကိုနည်းနည်းလေးဖြတ်လိုက်နော်အဲ့ဒီဗီဒီယိုလေးကိုပေါ့နော်ဒီနေ့ဒီဗီဒီယိုလေးကိုလုပ်ပေးမယ်ဆိုတော့စဉ်းစားလိုက်တဲ့ခါကျတော့ပြန်လာတော့ကြည်တာလေတကယ်ကိုမှခံစားချက်ကဘလို့မှလည်းမသိဘူးမျက်ရည်တော့မကြချင်နဲ့တကယ်ကိုမှ तू ကပေါ့နော်မိသားစုလေးရမ်းလိုချင်တယ် तू ရဲ့စိတ်ခံစားခြင်းနဲ့ तू ရဲ့ emotion နဲ့ပေါင်းပြီးတော့မှ तू ကဆိုထားတာအဲ့ဒီတခြင်းကိုလေဒီဗီဒီယိုလေးပြန်နားတော့ကြည့်တဲ့ခါကျတော့လေ तू ကမိသားစုနဲ့လုံးဝမနေခဲ့ရတော့မိသားစုကိုအမြဲတမ်းမျော်လင့်တောက်တာပြီးခဲ့ရပါတော့နော်ဒီကြောင့်မလို့ तू ရဲ့ခံစားချက်လေးကိုလောဝထည့်ပြီးတော့မှဆိုခဲ့တာသူ့ရဲ့ဒီတချင်းရဲ့ခေါင်းစီကဝေါ်ရှန်ရုပ်ကကြအဲ့ဒီဟာရဲ့အဓိပ္ပာယ်ဒီ你们知道家和房子的差别吗家နဲ့房子呢ဘာကွာခြားလဲဆိုသိလား家ဆိုတာကကျတော့有温暖的感觉ကိုယ့်ရဲ့ထက်မှာနှွေးထွေးတဲ့ဓာတ်လေးရှိတယ်ဥပမာမိသားစုတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ခိုက်ရှင်းရှင်းနဲ့ပေါ့နော်ဒီအိမ်ထဲမှာပဲအဲ့လိုမျိုးနွေးထွေးနေသွားတာပေါ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေတာသွားတယ်ပေါ့အဲ့လိုမျိုးဟာကိုကြားဆိုတဲ့စကားလုံးမှာမိသားစုဆိုတဲ့စကားလုံးတွေထပ်ပေါင်းပြီးတော့မှ तू ကအမှန်တကယ်အတိတ်ပဲပြောထားတာပေါ့နော်ဖောင်းစကအဲ့လိုမျိုးမဟုတ်ဘူးနေစရာနေရာလေးတစ်ခုလောက်ပဲ तू ကကြောက် white ပြောင်းပေါ့အပြင်မှာပိုတဲ့ထန်ကြားမှာအတိတ်ပဲနည်းနည်းရှိတယ်ဒါပေမဲ့ဖောင်းစကကြောက်အဲ့လိုမျိုးမဟုတ်ဘူးနေစရာအိမ်လို့ပဲ तू ရဲ့အတိတ်ပဲတက်ရောက်တယ်ပေါ့နော်ဆိုတော့ကြားရဲ့အတိတ်ပဲအိမ်လို့လည်းတတ်မှလို့ရတယ်လို့မိသားစုလို့လည်းသူကပြောလို့ရတယ်။ Okay ဒီတချင်းလေးကိုမစခင်မှာလာရှိတော့ရဲ့ YouTube နဲ့တင်လောက်မိတ်ဆက်ပေးချင်ပါတယ်။တို့ဘာသာစကားကိုတေချာလေးလေ့လာချင်တယ်အခုလိုတချင်းလေးနဲ့ပျော်ပါလေးကြည့်သွားချင်တယ်။ကောင်းတဲ့ဗီဒီယိုလေးတွေတေကိုစကားလေးတို့အမြင်နဲ့ကြည့်ချင်တယ်လက်တွေ့မှာတိုးချချင်တယ်ဆိုရင် channel လေးကိုမသိသေးဘူးဆိုအခုချက်ချင်းပဲ subscribe လုပ်သွားလို့ရတယ်ပေါ့နော်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးသက်ဆိုတဲ့ရတယ်ဆိုရင်เนาะ like လေးနဲ့ comment လေးမှာနောက်တစ်ပတ်တွေမှာဘယ်လိုမျိုးဗီဒီယိုလေးတွေကိုကြည့်ချင်နေဆိုတာကိုမဲသွားခဲ့လို့ရပါတယ်ဟာဒီနေ့ခေါင်းစဉ်တွေကတော့ဝေါ်ရှန်ရုပ်ကကြ想要有个家，一个不需要华丽的地方。ဝေါ်ရှန်ရုပ်ကကြရှန်ရောက်ရုပ်ကကြလို့ပြောမိသားစုလေးတခုလောက်အေးလေးတလို့လောက်လိုချင်တယ်ဒီက不需要华丽的地方看到头完了以后没录吧不一个不需要华丽的地方OK 要有个家一个不需要华丽的地方好အဲ့ဒါကို不需要华丽的地方က什么样的情况下我们没使用呢ဘယ်လိုမျိုးသုံးချလို့ရလဲဆိုတာအခုတစ်ချက်လောက်ကြည့်ရအောင်နော်我们聚会ငါတို့တွေ့ဆိုကြမယ်不需要华丽的地方အရင်ကောင်းတဲ့နေရာမျိုးမှာမလို့အပူ只要大家开心就好အခုတွေ့ဆိုရတဲ့အခြေအနေဒီအခုတို့ပျော်ရွှင်ကြရေကိုပဲရတယ်ပြီ过生日不需要华丽的地方ငွေနေ့ကွယ်ဖြတ်တန်းတာဒီ不需要华丽的地方ကြီးကျယ်ခမ်းနားနေဖို့မလို့အပါဘူး在家里简简单单过也很好အိမ်မှာပဲရိုးရိုးရှင်းရှင်းနဲ့ပဲဖြတ်တန်းတဲ့အရန်ကိုမှစင်ပြပါတယ်读书只要安静就行စာဖတ်တာကသိစိတယ်ဆိုပြီးရနေပြီ不需要华丽的地方အရန်ကိုမှကြီးကျယ်ခမ်းနားဖို့မလို့အပါဘူး旅行是我只想找个舒服的小屋ခီးသွားတယ်ဆိုတာကသူဟိုတယ်တွေပါညာတဲတဲ့အခါမှာတက်ဖြစ်တယ်အခန်းလေးတစ်ခန်းလောက်ဆိုရနေပြီပေါ့နော်အမျိုး 5 star hotel ဖြစ်ရမယ်လောက perfect ဖြစ်နေရမယ်ဆိုတော့မလို့အပူ不需要华丽的地方အရင်မကြည့်တဲ့ခန်းနေပေါ့မလို့အပူ浪漫romantic 浪漫ဆိုတဲ့စကားလုံးနှလုံးပါတဲ့不需要华丽的地方အဲ့လိုမျိုး romantic ဆန်နေဆိုတာကအရန်ကမှကြည့်တဲ့ခန်းနာထုတ်ဝင်နေပေါ့မလို့အပူ有你在身边就是浪漫你ကငါနဲ့ဘေးမှာရှိရဆိုရင်ဒါကလမ်းမှတ်ပဲဥပမာဆိုရင်လက်ထက်တော့မင်္ဂလာဆောင်လို့မယ်ပေါ့နော်သူနဲ့ကိုယ်နဲ့မင်္ဂလာဆောင်မယ်ဆိုတဲ့ခါကျလို့ရှင်တချို့မိန်းကလေးများဆိုပါပေါ့နော်အရန်ကိုမှခန္ဓာထုတ်သွားတဲ့မင်္ဂလာပွဲလေးမျိုးလို့ချင်တာသူတို့ရဲ့ဆန္ဒပဲတက်မှာတခါမင်္ဂလာဆောင်ရတယ်ဆိုတော့လေဒါပေမဲ့အခုကကျတော့သူ့ရဲ့မျိုးသားတွေမှာလည်းပက်စာသိမရှိ
ဒါလည်းတည်နေတဲ့ခါကျတော့အရန်ကိုမှခန္ဓာကြော်ပါမဖို့မလို့ရိုးရှင်းရှင်းလေးနဲ့နေငါနဲ့နေပြီးမှရှင်းနေရပါပြီဆိုတော့စကေကြောင်းလေးပုံစံမျိုးပေါ့နော်呀呢，代表讲我们聚会不需要华丽的地方，只要大家开开心心就好。过生日不需要华丽的地方，在家里简简单单过也很好。读书只要安静就行，不需要华丽的地方。旅行是我只想找个舒服的小屋，不需要华丽的地方。浪漫不需要华丽的地方，有你在身边就是浪漫。好，在我疲倦的时候，我会想到他。在我疲倦的时候，我冇办法那里起来，我会想到他。我米大叔里有呗，这里压力是的，我会想到他。在我疲倦的时候，我会想到他。哎，米大叔，哎，里有个这里压力，我那乱说的个。အခုဆိုရင်老师တို့နိုင်ငံခြားတွေမှာအခုဆိုအလုပ်လုပ်ရတဲ့သူအရင်များတယ်နော်အဲ့ဒီခံစားချက်တွေကကိုက်ညီမှာပဲမောပိုင်းနေတဲ့အခါဆိုရင်လေကိုယ့်ရဲ့မိသားစုတွေလွမ်းနေဟုတ်တယ်ဟုတ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒါကလာရှိတော့တင်းနေတဲ့သားတွေမှာအများစုသိရတကယ်ကမှကြားလိုက်နေတကယ်စင်ကောင်းအဲ့မှာဆိုဘယ်လိုမျိုးနေရာမှာတုံးလို့ရတယ်တုံးလို့ဒီလေဆိုရင်在我疲倦的时候你毛班暖的你的可能你会做什么你把路的系列我只想回家好好睡一觉我一边比如嘛第一的莫了我一直呢在我疲倦的时候你的鼓励给我带来了力量你也阿贝莫给我带来了力量阿英的鼓励上嘛别的路吧别的在我疲倦的时候我喜欢听一些轻柔的音乐အရန်ကိုပါအေးတဲ့တခြင်းလေးဂီတလေးပြောတာနော်အဲ့လိုမျိုးနားထောင်လိုက်လို့ရှိရင်ငါစိတ်ပြေသွားတာပေါ့နော်让我放松吧我在我疲倦的时候我喜欢听一些轻柔的音乐在我疲倦的时候喝一杯热咖啡你让我精神ငါ့ကိုအမြင်နဲ့ပေါ့နော်精神ဆိုတာကဘာဖြစ်မလဲကြွစီလန်းဆန်းစီအဲ့ဒါပြောချင်တာနော်让我精神在我疲倦的时候我会更加想念我的父母အေးပေါ့ပေမဲ့နွမ်းနေတဲ့ခါကျလို့ရှိရင်ကနှစ်ဆလောက်ပို့ပြီးတော့မှနော်ရှန်နဲ့တတိယလွမ်းစော့တယ်ဘဒုလေ谁呀闪念谁我的父母မိဘတရားတော့တာသမီပေါ့ကိုပေါ်လေဘဒုကဘလောက် तू ကဘလောက်ထိကိုပေါ်ကောင်းကောင်းမိဘကိုတော့မပြီးဘူးမိဘတရားတာသမီပေါ်အရန်ကောင်းတဲ့ခါကျတော့ကိုတခုခုအခက်ခဲတွေကြုံလာတဲ့ခါကျတော့ကိုမိဘကိုလွမ်းစော့တတိယဘာနဲ့တုံးလဲ想念နဲ့တုံးတယ်နော်想念我想有个家，一个不需要多大的地方。我想有个家ဒါလေအေးလေးတလို့လောက်ရှိတယ်မိသားစုလေးတခုလောက်ရှိချင်တယ်တဲ့一个不需要多大的地方တိတ်အဲ့နေရာပေါ့နော်အဲ့အေးရပေါ့နော်တိတ်ပြီးတော့မှအရန်ဟိုမှာကြီးကျယ်တဲ့နေရာမျိုးဖြစ်ဖို့မလို့တဲအိမ်မှာပဲနေရတေးသေးလေးမှပဲနေရမိသားစုနဲ့ဒါနေရမယ်ဆိုရင်သူ့ဘဝပြီးဆိုပြီးတော့မှအရန်ကိုမှဒီတချင်းလေးကတကယ်ကိုခံစားချက်အမှန်နဲ့တိဆောက်ထားတာ我想有个家一个不需要多大的地方在我受惊吓的时候我才不会害怕在我受惊吓的时候တရားရောက်ကိုကထိတ်လက်ကြောက်ရွံ့စရာတွေပေါ့နော်တွေကိုကြိုလာရတဲ့အချိန်မှာ我才不会害怕မိသားစုရှိရင်ကိုမအေးလေးတလို့တာရှိမယ်ဆိုရင်ကိုအဲ့ရကြောက်မှာမဟုတ်တော့ဘူးတဲ့我才不会害怕在我受惊吓的时候我才不会害怕哎受惊吓的时候你们呢你们受惊吓的时候你们会做什么ဘာလို့လဲရှိတယ်在我受惊吓的时候我总是会抓住别人的手တချို့တွေကကြော别人的手တခြားသူရဲ့လက်ကိုအဲ့လိုမြဲမြဲလေးစုပ်ကင်ထားတဲ့ခါကျတော့ရှင်ကိုယ့်ရဲ့စိတ်ခံစားချက်တက်တာစေတယ်在我受惊吓的时候我总是会抓住别人的手
在我受惊吓的时候，你总是在身边抱着我，就是你一面呢在身边的别嘛，抱着我啊，拍背他咯，我得到这个大字也有多漂亮哦。在我受惊吓的时候，大声尖叫是我的第一反应。在我受惊吓的时候，演过吗？听了这了，我就拿的一起叫的是大声尖叫，但这呢，我来打的，我听了，比如大家呢啊，里面我来打的，我也第一反应，把那么说都变不别了，表达。在我受惊吓的时候，需要很长时间才能累积下来。这个看能路破，这说破对我这哪一路啊？对的，在我受惊吓的时候，只要待在家里，就不再害怕。哎妈呗，你也没事喏，啊，如果我们教导我，那不再害怕。谁不会想要家，可是就有人没有他。谁不会想要家？哎，我们录前的读啊，老师帮我们拉的，哎，没事呗。没事前的读啊，老师帮我们拉的，可是就有人没有他。特别没的，他抽路的马了，一个没事家跑的，米大叔说了，他没事家跑的。谁不会想要家？可是就有人没有他。哎，有都没了，老师喽，那都个他就那这样了。谁不会想要钱？本身我们录前的读了西帮们了，可是就有人没有钱。他们本身写的都聊了西的，这样子，谁不会想要机会？会议的录前的读了西帮们啦，可是就有人没有机会。他们没会议没压的都聊了这个西的，谁不会想要谈恋爱？其实我们录前的读了西帮们啦，我这个其实读录人家不哩，或者呢，可是。就有人拒止单身，他们咩？到时候故事的单身，性格偏的都这了，是的好，明年了。谁不会想要成功？马二面前的都聊了，是把我们拿的，可是就有人注定失败。刚才呀，他们他的路，原来是大兄弟的路的时候，西家把的路标了喏。谁不会想要快乐？没表示没，不话偏那前的都聊是把我们拿的，可是就有人。天天难过，特别咩收入的你来，我那是讲，前里面呢做你要把诶录多表了喏，好，那就谈那套钱咩？脸上流着眼泪，只能自己轻轻擦。面那宝妈嘞，流着泪，美丽的家里耶，只能自己轻轻擦，我把这个被抖下来嘞，脸上流着泪。面那不嘛面一对个家呀那边都被面够臭被面，你打算说了没事不？只能自己轻轻擦。那偏偏你我把这个被抖下来说的，你他没有个表情那么咯，只能说的嘛都懂了，只能也得别大别啊录下来说的对别，我们录起来录下来这样子没有办法，你那么行。下大雨了，没沾雨啊你的，我们。只能待在家里哈，姨妈呗，你姑你呀没，姨妈呗你呀没，帮那姑你们的钱你呀嘛呗，我没有那么多钱，我不想你听到你还没洗只能买这个底下里老呗，姑姑那个的，不想没洗了哩，我姑路人家没要，没有人来帮我，我姑你们读了没洗我只能靠自己，姑把这姑呗，明天姑把这个你哭呀哩，我只能靠自己。堵车太严重了，嘎贝的烟我们平台呢，我只能走路回去拿来稍微的变多呀的，每天有工作我们那边在录戏的，我只能早点起床，没偏门的个嘛，早点起床，过路啊，每天的有嘛，只能那东啊的，就说是他没不喏，好，也还喏，然后我看他没。我好羡慕他，受伤后可以回家。我好羡慕他，我都以前阿家那边的，巴路嘞受伤后，哎呀，你也比如嘛，他给我骗来的，今年呢可以回家，一边呀嘞，一边路呀嘞，够嘛啦，也没事咯，没打什么事咯，变了没有？我好羡慕他，受伤后可以回家，
မိသားစုစီကိုပြန်လို့ရတယ်တဲ့他每个周末ဘယ်လိုမျိုးစနေနေ့မှာဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ရှင်းဆက်ကြည့်အောင်他每个周末都能去旅游သူအပတ်တိုင်းမှာ都能去旅游ခီးတွားလို့ရတယ်我好羡慕他啊都一样阿家的你的他的中文说的像地道的中国人一样都对路ပြောတာ地道的တကယ်ကိုမှ中国人对路မျိုးအတိုင်းပဲ我好羡慕他，那都已经阿家了呗，他找到了这么好的工作，都地老高的路没有都相对多呗，我好羡慕他，那都已经阿家了呗，他每天都无忧无虑，都你来。ဘာပူပင်မှမရှိဘူးပြောတာ无忧无虑ကပူပင်မှမရှိဘူးခိုင်ခိုင်ရှိရှိ的အများပြောပြောရွှင်ရွှင်နဲ့ပဲ我好羡慕他ငါတို့အရင်အားကြတယ်他有一个这么体贴的伴侣သူ့မှာ这么ဒီလောက်တော့မှစိတ်ဆက်ပြီးသူစိတ်ဆက်တေချာပြီးတော့သူ့အများနဲ့ကြီးစိုက်တတ်တဲ့伴侣သူ့ရဲ့伴侣လက်တွဲပါဒနာလက်တွဲဖို့ရှိတယ်我好羡慕他တို့အရင်အားကြတာပဲเนาะโอเคအဲ့လိုမျိုးပုံစံမျိုးနဲ့သုံးလို့ရတယ်啊而我只能孤单地寻找我的家。ဒါပေမဲ့我只能ငါကဒါပဲလုပ်နိုင်တယ်孤单的ထီးကြံစရာလားပဲအထီးကြံဆိုတာနာနဲ့ပဲ寻找လိုက်ရှာနေတော့ပဲ我的家ငါရဲ့အိမ်လေးကိုလိုက်ရှာနေတော့မယ်而我只能孤单的寻找我的家ငါရဲ့အိမ်လေးကိုလိုက်ရှာနေတော့မယ်虽然我不曾有温暖的家，虽然我不曾有温暖的家，虽然တော်လေ我不曾有温暖的家，နှွေးထွေးတဲ့မိသားစုတစ်ခုကဘဒိုးကမှငါမှနှွေးထွေးတဲ့အိမ်လေးတစ်လုံးလောက်ငါဘဒိုးကမှငါမှမရှိခဲ့ဘူးပေမဲ့လေ但是我一样渐渐地长大。但是ဒါပေမဲ့တဲ့我一样ငါလေးပဲတူတူပါပဲ渐渐的长大渐渐的长大တဖြည်းဖြည်းနဲ့ကြီးပြင်းလာခဲ့ပါပြီတဲ့但是我一样အခုမျိုးနှွေးတဲ့မိသားစုတစ်ခုမှဘယ်တော့မှမရှိခဲ့ပေမဲ့အခုဆိုရင်လည်းကြီးသွားပါကြီးပြင်းလာပါပြီလို့သူပြောတာနော်虽然但是ဆိုပြီးမှပက်တန်လေးသူကသုံးထားရင်နော်虽然但是ဒါ一直在阿姐ရဲ့ပက်တန်တစ်ခုရနိုင်မယ်လို့ထင်တဲ့အတွက်ကြောင့်မလို့ဒါရှိအသေးစိတ်ရှင်းပြတော့只要心中充满爱，就会被风化。心中充满爱只要心中စိတ်နှလုံးသားထဲမှာ充满ပြည့်နှက်နေတာ爱အချစ်တွေပြည့်နှက်နေတယ်心中充满爱အချစ်တွေပြည့်နှက်နေတယ်就会တနေ့ကျရင်会ရလိမ့်မယ်被关怀တံပြန်ယူဆိုင်မှုကိုတံပြန်ပြန်ရမှာပါလို့ပြောတာနော်只要心中充满爱就会被关怀无法埋怨谁，一切只能靠自己。无法埋怨谁ဘယ်သူ့ကိုမှပြစ်တင်လို့မရပါဘူး无法埋怨谁အဲ့လိုမျိုးကိုတခုခုကြုံလာတဲ့အတိုင်းတရားရောက်ကိုကအပြစ်တင်လို့ပြောပြလို့တပြည့်ပြည့်တက်တော့ပြောလို့လည်းမရဘူးဘယ်သူ့ကိုမှလည်းအပြစ်တင်လို့မရဘူးကိုပါမိသားစုမှမရှိရလေကိုပေါ်ကြီးဆိုင်တယ်မိသားစုမရှိရကိုတယောက်တည်းပဲအမြင်နဲ့ရက်တည်နေရတဲ့ခါကျတော့ဘယ်သူ့ကိုမှပြောပြလို့လည်းမရအေးဖွင့်လို့လည်းမရဘယ်သူ့မှလည်းအပြစ်တင်စကားတွေဆိုရင်ဆိုလို့မရဘူးတဲ့无法ဆိုတဲ့စကားလိုပါလေအတိဘယ်က没有办法ဆိုတဲ့ဟာနဲ့တော့ဆင်နော်နီးလည်းမရှိဘူးဆိုတော့นี่无法တဲ့လောကအဲ့လိုမျိုးပြစ်တင်ရမှာအခွင့်လို့မရှိခဲ့ဘူးလို့ပြောတာ一切ကအရာရာတိုင်းက只能靠自己ကိုယ့်ပုံမှာကိုမှုတည်ကိုကြိုးစားရင်ကိုရမယ်ဘာပဲလို့ပေါ့နော်မိသားစုကိုပူစားလို့လည်းမရဘူးကိုလို့မှကိုရတယ်ဆိုအဲ့ဒီပဲပြောချင်တာကိုယ့်အပေါ်မှာပဲကိုမှုတည်တယ်一切只能靠自己ကိုယ့်ပေါ်မှာပဲကိုမှုတည်တယ်一切只能靠自己ဒီတချင်းလေးကိုအကိုလိုကြိုက်နေတဲ့မလို့ထင်နေပါတော့ဒီတချင်းလေးကကိုတွေ့ကိုဒီတချင်းလေးသဘောကျတယ်ဆိုရင် like လေးနဲ့ comment လေးမှာ yes လို့မဲ့တော့ခဲ့ပြီเนาะတကယ်လို့နောက်ထပ်ကိုနားတော့ချင်တဲ့တချင်းလေးမျိုးရှိလို့ရှိရင်comment မှာထပ်စစ်မဲ့ခဲ့ပြီလို့ရပါတယ်
ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိလိမ့်မယ်လို့ယူကြည်တယ်ပေါ့နော်နောက်ထပ်အခုလိုမျိုးဗီဒီယိုလေးတွေကိုစစမ်းမပြတ်နားထောင်လို့ရအောင်ဒီ channel လေးကို subscribe လုပ်ရသေးလို့လုပ်ခဲ့တော့လို့ရပါတယ်好大家拜拜